အလတော်တရားချစ်ခင်သူတော်စင်များဓမ္မသဘင်မစခင်မှာ30ဘုံအရ10မြင့်လာအနန္တစိတ်ချမ်းသာနဲ့ရှိကြသောအနန္တတတ္တဝါတွေဘေးအခသိကင်းငြိမ်းကြစေဖို့ဆင်းရဲခသိကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့အလုံးမေတ္တာဓာတ်တွေပို့လို့ကြအောင်မေတ္တာပေါ်စာပိုက်ကလေးတွေဘုန်းကြီးဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီညီညီညွတ်ညွတ်ဆွလိုက်ကြပြီးတဲ့အခါမှာ3ခေါက်စီဒီပြိုင်နဲ့ထည့်မေတ္တာပို့ကြရမယ်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသောရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာရေစံကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီဤယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သောရွှင်ပြုံးကြပါစေဓမေတ္တာစွာကဘာလွန်ငြိမ်းချမ်းကြပါစေမေတ္တာနိသာကရလကေသမဘာတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုပုသိတာမဇာလောကေတတ္တဝအလီလီခောမိဘောလလောကတကဘာတွင်၌မေတ္တာနိသာကရမေတ္တာအေလူဖွင့်ဖြူပဝင်းဝေလမင်းကြီးသည်သမ္မာတတ္တဝတတွေဤမြစေဖို့အတရေရှင်ကကောင်းမွန်စွာဒုက္ခံကရာသူလည်းဝန္တာငါလည်းရှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတူရန်လည်းကင်းဝေးဘေးလည်းမကအေးရဖို့ရှင်မြအတရေထုံးပပါစေတည်းမေတ္တာတိတလရံတိဟိမေတ္တာပွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့ဖြင့်မေတ္တာတိတလရံတိဟိမေတ္တာပွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့သည်ဘောတိတဘုံဘုံလွှမ်းထုံမှမလထိတွေ့အကုန်သောဗဇာကမခေဝေပြေးပြေး၌ဒီနေများစွာတတ္တဝါတို့သည်ဒုက္ခတုကိုယ်စိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကောင်းသတည်း
1380ခုနှစ်ကဆုံလဆန်း3ရက်ရကလာ7 နာရီချိန်ကစတင်လို့မန္တလေးတိုင်းပြောပွဲမြို့နယ်ထမ်းပင်ကြီးရွာမဟာရံဘေးလုံးတော်ရထမ်းပင်တိုက်ကြောင်းဆိုတော့ဘုရားကြီးရဲ့သက်တော်89နှစ်ပြည့်မြောက်ရာဝိဇာဒမင်္ဂလာအခါတော်မှာဆင်ကျင်းပတဲ့တိရကုဓမ္မသဘင်ကိုယခုကမေတ္တာသီလမေတ္တာပဋ္ဌာန်းနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ဘွယ်တော်အခက်ရောက်ရှိလာကြကုန်သောတရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတော်နှင့်တကွ30ပုံအရ10မျက်နှာအနန္တစိတ်ချဝလာမှာရှိကြကုန်သောအနန္တသတ္တဝါတွေဘေးရခတ်သိကင်းငြိမ်းကြပါစေဆေရခတ်သိကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးလို့ကျင်ညာတဲ့အချိန်က7 နာရီခွဲဖို့ရန်10 မိနစ်လောက်အလိုမှာရဘုန်းကြီးတို့နာရီရောက်သွားမဟာယံဘေးလုံတော်ရနော်ထမင်းတိုက်ကြောင်းဆရာတော်တက်တော်89ဆိုတော့ကျောင်းတက်ကလည်းတော်ရကျောင်းဘေးရညာနေလုံတဲ့တော်ရကျောင်းဆိုတော့ဘေးရမလုံတဲ့လူတွေဒီကျောင်းမှာကောင်းလို့လာနေကြရင်ကောင်းမယ်တဲ့နော်ညာလူကြိုရေးတော်ကောင်းတဲ့ရွာဒါမဲ့လာရတာကတော့နော်9 မိုင်လောက်ပါဝေးတဲ့ခရီးမှာမော်ဒက4 ဘိန်းလုံးတခါလမ်းမထိဘူးမောင်းတခါရင်း2 ဘိန်းနဲ့ထိအဲ့ဒါဘိန်းတော့ကျဲလက်တော့ရတယ်နော်လမ်းတွေကလည်းပဲဖွံ့ဖြိုးတိုးတက်မှုမရှိကြဘူးရေလည်းဖွံ့ဖြိုးတိုးတက်မှုနော်စနစ်တကျရေသန့်ပိုက်လုံးနဲ့တခါလည်းတန်းပြီးတော့မြို့ပေါ်ကျောင်းထဲရောက်တဲ့ရေမျိုးဆိုတာလည်းမရကြဘူးရဆက်ပြီးလည်းကောင်းကောင်းမလင်းကြဘူးအဲ့တော့အကုန်လုံးတစ်ချက်တည်းခြုံပြောလိုက်လို့ရှိရင် physically ပေါ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာတော့ဆင်းရဲညွှန်းပါတဲ့ခြေလက်တွေကဗမာနိုင်ငံမှာနေရာတိုင်းလိုပဲရှိပါတယ်ရုပ်ဝတ္ထုပိုင်းဆိုင်ရာ materially physically ပုပ္ပတိဘယ်လိုပဲဆင်းရဲစေကမူစိတ်ဓာတ်မဆင်းရဲဘူးဆိုလို့ရှိရင်ဒီတိုင်းပြည်အတွက်ညှို့လင်းချက်အများကြီးလာရှိပါတယ်အဲ့ဒါကြောင့်စိတ်ဓာတ်တွေမွဲပြာမချသွားရအောင်မွဲပြာချမသွားရအောင်စိတ်ဓာတ်တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့จิตစာရိတ္တဖွံ့ဖြိုးတိုးတက်ဖို့နီးလန်းကတော့တခြားနီးနဲ့ဒီစိတ်လက်တွေမှာဖွံ့ဖြိုးဖို့လုပ်ပေးတာဘုန်းကြီးတို့မမြင်ဘူးအဲ့ဒါကျေးလက်မှာကြောင်းထိုင်တဲ့သံဃာတော်ရှင်မြတ်ဒီကျေးလက်မှာကြောင်းထိုင်တော်လည်းပဲမြို့မှာပဲနေနေတဲ့ဘုန်းကြီးတို့လိုပုဂ္ဂိုလ်တွေဒီတရားဓမ္မတွေရဲ့နှလုံးစိတ်ဝါမှာယဉ်ကျေးအောင်သိမ်မွေ့အောင်အေးချမ်းအောင်ဟောပြောပေးဖို့နော်ဒါအထူးပဲလိုအပ်တဲ့အနေထားရှိတယ်ရုပ်ပိုင်းဆိုင်ရာဆင်းရဲစေကမှုစိတ်ဓာတ်မဆင်းရဲဘူးအဲ့တော့ဆင်းရဲမွဲတေခြင်းဆိုတာ2 မျိုးရှိတယ်လေဇာယတည်းဝေရဆင်းရဲတာကိုရုပ်ပိုင်းဆိုင်ရာဆင်းရဲမှုအသိဉာဏ်နဲ့အကျင့်စာရိတ္တမွဲသွားတာကိုလည်းပဲဒါ mentally poverty ပေါ့လေစိတ်ဓာတ်မွဲပြချမှုဒီ2 မျိုးဘုန်းကြီးတို့တိုက်ပြီးမှနှစ်ပေါင်းများစွာခံစားလာရတာအဲ့ဒီ2 ခုအဲ့ဒါကြောင့်မို့လို့ဒီကနေ့ဘုန်းကြီးတို့ဟောပြောပွဲတရားပွဲဆိုတာကဘာလဲလို့ဆိုလို့ရှိရင်စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့အကျင့်စာရိတ္တဖွံ့ဖြိုးတိုးတက်ရေးအသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟောတဲ့ဟောပြောပွဲများဖြစ်ပါလိမ့်မယ်လို့အဲ့ဒီလိုနှလုံးပိုက်ပြီးတော့နားထောင်ကြနိဗ္ဗာန်မဲ့ကိုနော်ဘုန်းကြီးတို့ပြိဿပြောနေကြပဲရဲ့ထူထူတယ်နော်ရောက်ချင်တယ်ဘယ်လိုမှမတူဘူးရှေးအောင်မှာပဲဘာဖြစ်လို့လဲနိဗ္ဗာန်ကိုတူရနဲ့ရောက်တဲ့နီးမှမရှိပဲဖြတ်လန်းမရှိဘူးလေနိဗ္ဗာန်ကတခြားစီးပွားရေးလွတ်တဲ့နီးတွေသာဖြတ်လန်းနေပါတယ်ညာတွေရှိတာနိဗ္ဗာန်ဖြတ်လန်းမရှိအဲ့ဒါဒီကနေ့တော့ရကြောင်းလဲဖြစ်တရားလျော်စွာဆိုတော့ဘုရားကြီးကလည်းသက်တော်နော်89ဒီပေါင်း90တော့ရောက်တော့မယ်ဆိုတော့ဘုန်းကြီးတို့ဘာဟိယသုတ်တံတရားဆိုတာကိုပြောပြဘာဟိယသုတ်တံတရားအားလုံးပြောလားအေးဘာဟိယဆိုတဲ့စလုံးဟာဗမာလိုပြောရင်အပြင်အပလို့အဓိပ္ပာယ်ရ
မြတ်စွာဘုရားပွင့်တော်မူတဲ့ဗောဓိပင်ကြီးကိုအလဲဗဟိုချက်မှာထားအိန္ဒိယပြည်ကြီးမှာအဲ့ဒီဗောဓိပင်ကြီးရဲ့တပတ်လေယူဇနာ900ရှိတဲ့အဝင်းအဝိုင်းကိုမစ္စည်းမခေါ်ဗောဓိပင်ကြီးကတပတ်လေပတ်ပတ်လေယူဇနာ900အဝင်းအဝိုင်းကြီးကိုဘာခေါ်မလဲမစ္စည်းမဒေသအဲ့ဒီအပြင်ဘက်ကိုဘာဟိယခေါ်အဲ့တော့ဘုရားပွင့်တဲ့ဒေသရဲ့အပြင်ဘက်သားအဲ့ဒီဘာဟိယဆိုတဲ့အရာကသူသဖြင့်ထင်ရှားတာဘယ်မှာလဲဆိုအိန္ဒိယပြည်ရဲ့နောက်ဘက်ကံယူရန်တစ်လျှောက်အဲ့ဒီအရာကပုဂ္ဂိုလ်တရားမစ္စည်းမဒေသရောက်သာဝိထိစေတဝန်ရောက်မြတ်စွာဘုရားနဲ့တွေ့ပြီးတော့သူယဟန်ပြုတာအဲ့တော့ကြောင့်သာဝိထိကသံဃာတော်တွေကဘာဟိယအရာကလာတဲ့သူယဟန်တော်ကိုတခြားဘွဲ့မခေါ်ဘူးဘာဟိယဒီလိုပဲခေါ်လိုက်ဘုန်းကြီးတို့သဘေယံတော်ရမှာနေနေတုန်းကအဲ့ဒီကစထွက်တရားဟောတော့ဘုန်းကြီးတို့ကိုသဘေယံဆိုတော့လူတွေခေါ်ကြတော်ရကြီးကသိကြီးကျယ်ခန္ဓာတော့အဲ့ဒီနာမည်ကိုဘုန်းကြီးကမသုံးပဲတဲ့ကိုယ့်အရာဒေသနာမည်သုံးတော့ဘုန်းကြီးတို့ကပြီးခရိုင်သဲကုန်းသားတော့သဲကုန်းဆိုတော့လို့ခေါ်ကြဘုန်းကြီးကတော့ကုရတက္ကသိုလ်တွေရောရေလူတာတွေရောဆေးရုံတွေရောဆေးရုံလည်း40ကျော်သွားပြီတပည့်မှာစောက်တာအဲ့ဒါတွေအကောင်လုံးကိုသီတကုစီမံကိန်းလို့နာမည်ပေးလိုက်ပြန်တော့အခုတော့သီတကုဆိုတော့လို့ဖြစ်လာပြန်တယ်။နောက်ဘာဆိုတော့ဖြစ်သွားအောင်မလဲစောင့်ကြည့်ကြအောင်ပေါ့လေ။အဲ့တော့ရေဘာဟိယအယက်ကတန်ဃာတော်အရှင်မြတ်တပါသာဝတိမှာနေနေတာသူ့ကိုဘာမထေလို့ခေါ်မလဲခေါ်လိုက်ကြဘာဟိယမထေဧကံသမယခန္ဓဗမဘဂဝါကုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်သာဝတိယသာဝတိကောရွှေမြို့တော်မှာအနန္တပိဏိကသအာရမိနာတပိတတိဆောင်းလို့လူတန်းထားတဲ့စေတဝနေစေတဝရောင်မောင်းတထေကြောင့်၌ဘာဒဘေကုသံဃေနာတတိကုံအပြင်လည်းမြအရေးတွေ့အပြင်လည်းမြတဲ့သံဃာတော်ပေါင်းတဲ့အတူတကွဝိဟရတိဣရိယပဋ္ဌမြတ်တာရွှင်ပြုံးငါတည်းသုံးဆန်းနေတော်မူခဲ့ပါပေသတည်းဘောနာ၆ပါးသခင်သဗ္ဗညဘုရားရှင်ကိုရောမြတ်သာဝတိပြေမစေတော်ရွှေချောင်းကိအောင်ဆံပြောင်းမွေးလျော်တော်မူစေကာလအထာဂောတခမယသမဘာဟိယောအရှင်ဘာဟိယမထေသည်ပရိသတ်ပြောရင်ဘာမထေလဲဘာဟိယာယသမဘာဟိယောရှင်ဘာဟိယမထေသည်ယေနဘဂဝတိတုပသင်္ကမိဘုရားရှိရာချင်းကလာတယ်ဥပသင်္ကမိတော်ချင်းကပြီးရင်ဘဂဝတဘုရားရှင်ကိုရမြတ်ကဘိဝတိတဝလက်ဟုတ်ချီမိုးရှိခိုးပြီးတော့မှဘဂဝန္တဘုရားချုပ်မသင်္ကဘုရားရှင်ကိုရမြတ်ကအဝေါဇာသူလျောက်တယ်ဘာဟိယမြတ်စွာဘုရားထံမောက်လာရောက်လက်ဟုတ်ချီမိုးရှိခိုးပြီးတော့မြတ်စွာဘုရားကိုသူစကားတခွန်လျှောက်အဲ့ဒီလျှောက်တဲ့စကားကဘာလဲသံခေတိနာမိဗန္တိဘဂဝါဓမ္မံတိသိတုသံခေတိနာမိဗန္တိဘဂဝါဓမ္မံတိသိတုဗန္တိဘဂဝါဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားမေတ္တပိတော်ဘဂဝါဘုန်းတော်၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်သည်သံခေတိနာအချင်းချုပ်အပြင်ဓမ္မတရားတပုဒ်တော်တေသေးတုကရုဏာရှိရှိဟောကြားတော်မူပါမြတ်စွာဘုရားလိုဘဂဝန္တဘုန်းတော်၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကဝေါစာရွှေနဲ့တော့ကြအောင်လျောက်ထားချလေတော်တည်းဧတယတခေတိနာမိဗန္တိဘဂဝါဓမ္မံတေသေတုဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်ကိုတရားတပုတ်အကျဉ်းချုပ်လို့ဟောတော်မူပါဘယ်လိုဟောတော်မူပါတရားတပုတ်ကိုကောင်းလိုက်တဲ့တရားတော်ဘာကောင်းတယ်လဲသိအကျဉ်းချုပ်တဲ့ဆိုတဲ့ကတရားတော်တော်လေးပဲမကြတဲ့ပြီးကောင်းတပည့်တော်ရာကိုရွေးထားဉာဏ်ကြီးကျယ်တဲ့ပုဂ္ဂိုလ်တွေဟာတရားကိုရှည်လျန်းစွာမနာလိုကြဘူးလူရင်အနှစ်ချုပ်ပင်နာခြင်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တကယ်ကျင့်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲနော်ကျင့်နည်းကြံနည်းကိုလူရင်ပဲနာခြင်းနဲ့ရှည်လျန်းစွာသေဝဲဝဲကိုနားမတောင်ကြဘူး
အဲ့တော့ရှင်ပါဟိယကဘယ်လိုပုဂ္ဂိုလ်တွေမှာပါလဲလို့ဆိုလို့ရှိရင်အပြင်းပြေလာပြီးတော့တရားနာတာမဟုတ်ဘူးလေတင်းလည်းကိုဆိုတော့ကဘာကျော်တိုင်းကကျော်လို့ဟောဒီထန်းတော့ကလူတွေအုံးချွေချက်လာတာမျိုးမဟုတ်ဘူးလေနော်တကယ်ကျင့်မဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲအဲ့ဒါကြောင့်တရားကိုဘယ်လိုတောင်းတရားတစ်ပုဒ်ကိုအကျဉ်းချုပ်၍ဟောပါတကယ်ကျင့်မဲ့ပုဂ္ဂိုလ်ကဒီလိုပဲပြောဘုလိုအခန္ဓာကြီးတွေပါတယ်မလို့အဲ့ဒါလေးကောင်းတယ်တန်ခေတိနာချင်းချုပ်အဖြစ်ဓမ္မတရားတစ်ပုဒ်ကတည်တည်ကရုဏာရှိရှုခွန်ကြားတော်မူပါမြတ်စွာဘုရားအဲ့ဒီလည်းဘဂဝန္တဘုဒ္ဓဆောင်ပါသင်္ကဘုရားရှင်ကိုရောမြတ်ကိုအာသမဘာဟိယောရှင်မဟိယမထေကအဝါစရွှေနရောကြလျောက်ထားရှာလေတည်းရိသယေပါဟိယကတရားတောင်းတာတိုးတိုးတဲ့လားရှည်ရှည်တဲ့လားကောင်းလိုက်တာတို့လည်းမကြခင်ပြီးမယ်လို့မှတ်တာပြီးတော့ဆက်လက်၍နားထောင်တရားတိုးတိုးအချင်းလေးတစ်ပုဒ်လောက်ဟောပြပါအဲ့ဒီတိုးတိုးချင်းချင်းတရားတစ်ပုဒ်ကိုနာပြီးရင်သူဘာလုပ်မလဲဆိုတာတွေကိုသူဒီမှာပြောတယ်ဓမ္မတုကေသောတရားတစ်ပုဒ်အချင်းချင်းကိုသုတ္တဝနာကြပြီးတဲ့အခါမှာအဟတပိတော်သည်ဧကောတယောက်ဒီဝိဟရိယံနေပါမယ်ဗျာတရားနာပြီးရင်ဘယ်လိုနေမတဲ့လဲတယောက်တည်းနေမယ်ဘယ်လိုနေမယ်ထမင်းကလူတွေကတော့နှစ်ယောက်တွဲလို့နေမယ်နည်းနည်းလေးပဲကွာတကယ်ကျင့်မဲ့ပုဂ္ဂိုလ်ကဒီလိုလာတယ်အမကံဘယ်နှချက်လဲနားတော့တာသံခိတဒေသနာတရားတဘောချင်းချုပ်ကိုသုတ္တဝနာချပြီးတဲ့ကမ္မဘုရားတပည့်တော်သည်ဧကောတယောက်ဒီဝိဟရိယံနေပါမယ်ဘုရားတပည့်တော်တရားနာပြီးတယောက်တည်းနေမယ်တရားတည်းနေပြီးတော့ဘယ်နေရာသွားနေမှလဲမြို့လေကောင်ကျွာလေကောင်နေမှလားဆိုတော့မဟုတ်ဘူးတဲ့ဥပကထာလူသံတွေကာသံတွေဆူညာနဲ့ဥသံတွေဝီးတဲ့စဉ္ညာအရမချင်းကပြီးတော့မှဝိဟရိယံဘုရားတပည့်နေပါမယ်ဘုရားပြိဿရွာလေကောင်နေမတဲ့လားမြို့လေကောင်နေမတဲ့လားစိတ်ငြိမ့်တဲ့အရမနေမယ်တယောက်တည်းလည်းနေမယ်ဘယ်မှာနေအောင်မလဲစိတ်ငြိမ်တဲ့နေရာမှာလည်းနေအောင်မယ်တရားတကယ်ချစ်မဲ့ပုဂ္ဂိုလ်နော်တရားလည်းတူတူပဲဟောပါနာပြီးရင်လည်းတယောက်တည်းနေမယ်ပြီးတော့ပဲသွားနေမယ်တိတ်ဆိတ်တဲ့နေရာမှာမြို့လေရွာလည်းမနေဘူးတိုးတဲ့တောင်နဲ့သွားနေဧကောဥပကထောအပပတောနာတတိယဘာပြောလဲဆိုတော့ဓမ္မတုတရားတစ်ပါးချင်းချင်းကိုသုတ္တဝနာကြပြီးတဲ့ကာမအပြီးတော်သည်အပ္ပမတောမမိတ်မလျောဝိဟရိယံနေပါမယ်ဗျာပြောဟိပဲလို့နေမတဲ့လဲဟောလိုက်တဲ့တရားကိုမိတ်မပြစ်ဘူးဟောလိုက်တဲ့တရားကိုမှတ်မှတ်သားသားလေးတပြီးတော့နာကြပြီးတော့တယောက်တည်းတော်တဲ့သွားနေဘယ်သူလဲလဲရှင်ပါဟိယနော်ထံတော်ကလူတွေလို့မဟုတ်ဧကဝိဟရိယတရားထဲနေမယ်ဥပကတဝိဟရိယစဉ္ညာမနေမယ်အပ္ပမတဝိဟရိယတရားကိုနာပြီးရင်မမိတ်မလျော့နေမယ်ကောင်းတယ်နော်ဘယ်နဲ့ခြေရမလဲဧကောဥပကတောအပ္ပမတောနောက်တကဘာပြောလဲဆိုတော့အာတာပိဝိဟရိယံအာတာပိပြင်းထန်သောလုံလဝရိယရှိသည်ဖြစ်ဖြစ်ဝိဟရိယံဘုရားတပည့်နေပါမယ်ဗျာအာတပ္ပဝရိယလုံလဝရိယပြင်းပြင်းထန်ထန်နဲ့တပည့်တော်နေမှာအဲ့ဒါကိုဘုန်းကြီးတို့စာပေမှာရှင်းလင်းချက်ကလေးတစ်ခုပါတယ်သိကောင်းပြင်းထန်သောလုံလဝရိယဆိုတာဘယ်လောက်ပြင်းထန်တယ်လဲဆိုလို့ရှိရင်ဥပမာခေါင်းကသပင်ရှည်ကြီးမတော်ရဆမီးလောင်တယ်လို့ဆိုကြပါစို့ဗာမီးလောင်ခေါင်းကသပင်ကိုမီးလောင်အဲ့ဒါသပင်မတော်ရဆမီးဆွဲရင်အဲ့ဒီအချိန်မှာသပင်ရှည်ကြီးကိုသပင်တုံးကြီးကိုမီးဆွဲခံရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီအချိန်မှာအရေးကြီးဆုံးလုပ်ရမှာပါတယ်အရေးကြီးဆုံးသူမလုပ်ရအဲ့ဒီခေါင်းကမီးကိုသတ်ဖို့ပဲမဟုတ်လားရေပုံးတစ်ခုကြီးကြီးမြန်မြန်ရှာတကောင်းလုံးရေပုံးနဲ့စိုက်ချလိုက်ဒါသူ့အလုပ်ပဲဒီလိုမဟုတ်လား
အရေးကြီးနော်ခန္ဓာမီးလောင်နေပြီတဲ့ရုပ်ဝေဒနာသညာတဲ့ခန္ဓာဝေဒနာမှာမြစ်ဆက်တစ်ပါးလောင်နေတယ်ဘယ်လိုလုပ်ကောင်းမီးလောင်တဲ့လူလိုလုပ်ဘာကစတော့ကြီးမြစ်ဆက်ပြီဆိုတာမှတယ်လီဖုန်းထုတ်ပြီးတော့ပို့နေလို့ရှိရင်သေဖို့ပဲရှိတော့တယ်မို့လားခင်ဗျားတို့ကတယ်လီဖုန်းကတယ်ပို့တာနော်တယ်လီဖုန်းလေးပို့အမေသမီးကောင်းမီးလောင်နေတယ်တယ်လီဖုန်းကလည်းဗာပြောတယ်အောင်တယ်လူချင်းမခေါ်ဆိုတော့တယ်လီဖုန်းနံပါတ်ပြီးဆက်သွယ်မှုဧရိယာပြင်ပတော့ရောက်ရှိနေတော့ကြောင့်ခေါ်ဆိုရမရနိုင်ပါရှင်သေရောအဲ့ဒါမှမဟုတ်ရင်တယ်လီဖုန်းလေးပုတ်ပြီးတော့မိသားခေါ်လိုက်မိသားကလည်းဆက်ပြည့်နေလို့မလားနိုင်ဘူးဒီဇယ်ကုန်နေလို့မလားနိုင်ဘူးရေရှိလို့ရေမရှိတာနဲ့ပဲသူကလည်းကားကြီးအကုန်ကြီးမောင်းလာဘယ်လိုမသိရဘူးပဲမလားအတ္တပဝိရိယဆိုတာနော်ကောင်းပြီးလောင်တဲ့လူတွေရေမောလုံးမြန်မြန်ချတယ်ကောင်းလုံးကိုရေနဲ့လောင်းချအရင်ကြီးကောင်းဆွဲတဲ့မိကိုတတ်ဖို့ရအပြင်းထန်အားထုတ်တယ်လို့ပဲခန္ဓာအိမ်လောင်နေတဲ့မိကိုတတ်ဖို့ရအတွက်တပည့်တော်လည်းပဲအပြင်းထန်အားထုတ်မယ်ဒီလိုမဟုတ်လားလုံးလဝရိယပြင်းထန်ရမယ်နော်ဘယ်နဲ့ချင်းရပြီလဲတရားနာတဲ့ပုဂ္ဂိုလ်ဘက်ကအမှန်ကန်ကိုဘယ်နဲ့ချက်ရှိသွားတယောက်တည်းနေမယ်ဆင်းရဲရမှနေမယ်မမိတ်မလျော့နေမယ်ပြင်းထန်သောလုံးလဝရိယနဲ့နေမယ်ဘယ်နဲ့ချင်းရပြီလဲဧကောဥပကတောအပ္ပမတ္တောအတ္တပိနောက်တကပဟိတတောဝိဟရိယံဗန္တိဘဂဝေဘုန်းတော်ကြီးတော်မူသောအိုမြတ်စွာဘုရားတန်တန်ခိတဓမ္မဒေသနာအဲ့ဒီတရားတစ်ပုဒ်ကျင့်ချုပ်ကိုသောတဝန္တကျမ်းပြီးတဲ့အခါမှာဟန်တပိတော်သည်ပဟိတတောခန္ဓာရင်းကိုဆေလွတ်သောစိတ်ဓာတ်ရှိသည်ဖြစ်၍ဒေသနာထခန္ဓာရင်းကိုဆေလွတ်ထားသောစိတ်ဓာတ်ရှိသည်ဖြစ်၍ဝိဟရိယံဘုရားတပည့်နေပါမယ်ဗျာစိတ်ဓာတ်ကိုပဲထဲလွတ်ထားအဲ့ဒါပဲတရားထုတ်တဲ့လူတွေရဲ့လူရင်းအချက်ကခြေပြားမှသပင်ပြားသပင်ပြားမှခြေပြားတလံမြရှိတဲ့ခန္ဓာရဲ့အပြင်ဘက်ကိုစိတ်မထွက်အောင်လို့လို့နော်ခန္ဓာအပြင်ဘက်စိတ်ထွက်သွားပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿအဲ့ဒါတရားရှုခွင့်လွတ်သွားပြီလို့သာမှားဒါပေမဲ့အဲ့ဒါလိုက်တဲ့နေ့လည်းရှိတာပေါ့ဟုတ်လားခုဒီမှာထန်းတော်ရွာမှာနေကြတယ်ထိုင်ပြီးတော့တရားထုတ်နေတယ်စိတ်ကခန္ဓာပြင်မဲ့ထွက်ထန်းတော်ရွာရဲ့ပြင်မဲ့ထွက်ပြောပွဲရောက်ရမဲသိရောက်ရန်ကုန်ရောက်မန္တလေးရောက်အဲ့ဒီလိုရောက်နေရင်အဲ့ဒီစိတ်ကိုမလုပ်ဘူးလေရောက်တဲ့နေရာလိုက်ပြီးတော့အဲ့ဒီစိတ်ကိုပြန်ဖမ်းတဲ့နည်းရှိတယ်တရားပြတဲ့ဆရာတော်တွေဒါပြောနေကြပဲစိတ်ကိုစိတ်ချင်းလိုက်ဒါပေမဲ့အဲ့ဒါတွေပိုကောင်းတာကဘာလို့ရမှာလဲအဲ့ဒီလိုလိုက်နေမဲ့အစားနော်တလံမြတ်ရှိတဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်ခြေတော့ကနာရင်ခြေတော့နာရမှခိုင်းနာရင်နာရပဲမှခန္ဓာရင်နာရမှဘောက်ကိတလားကိတ်တယ်လို့မှခေါင်းမထင်တဲ့ကိတ်တယ်နာတယ်လို့မှခန္ဓာရင်ခါမထင်တဲ့နာတယ်လို့မှပဲဒုနာရင်လည်းဒုမထင်တဲ့နာတယ်လို့မှဒီကောင်လုံးပေါ်ရန်ကိုရှောက်ခွင့်တဲ့ခန္ဓာပြင်ဘက်ပရိသတ်ရင်စိတ်ထွက်ဖို့ခက်ခဲသွားမယ်မဟုတ်လားအဲ့ဒါတရားထုတ်တဲ့လူတွေရဲ့စိတ်ဟာဘယ်ထဲမှာပဲရှိရမလဲဒီလိုလေးပြောရအောင်တလံမြရှိတဲ့ခန္ဓာထဲမှာဘယ်ထဲမှာဣဗသမယေဝကလိဝရိပြမမတေတလံမြရှိတဲ့ခန္ဓာကိုယ်ထဲမှာစိတ်တန်စိတ်ကိုထပိတဝထားပြီးတော့မှတလံမြသာရှိတဲ့ခန္ဓာထဲမှာစိတ်ကိုထားပြီးတော့ဘုရားတပည့်တော်ဝိဟရိယံကျင့်သုံးနေထိုင်ပါမယ်လို့ဘဂဝန္တဗုဒ္ဓ၆ပါးတကယ်သဗ္ဗညဘုရားရှင်ကိုရမြတ်ကိုဝါစာရွှေနရကြအောင်လျောက်ထားရှာလေတည်းဘေတယမကဘယ်နှချက်ရ၅ခုရပြီနောက်2ခုကြံသေးတယ်ဗန္ဒီဘဂဝါဘုံတော်ကြည်တော်မူသောဦးမြတ်စွာဘုရားအာတပိတော်သည်သံခိတဒေသနာတရားတို့အကျဉ်းချုပ်ကိုသုတ္တဝါနာကြားပြီးတဲ့အခါမှာတတိမာဝိဟရိယံတတိမာတတိတရားလက်ကင်ထားပြီးတော့မှဝိဟရိယံနေပါမယ်ဗျာပြောရပါလက်ကင်ထားတတိနဲ့နေပါမယ်ဗျာဘာနဲ့နေမယ်တတိဟာဘာလဲလို့ပြောရင်မျက်မျက်ကြီးမပြောဘူးတလုံးတည်းနဲ့မှတ်တာစိတ်ဆောင်တရားလို့မှတ်လားဗါတယ်လေစိတ်တန်နုရခဏတရားလို့ပြီးတော့မှပြောGuardian of the mind ပေါ့စိတ်ကိုစောက်ဥမာပဲမြို့တွေရွာတွေမှာနော်မြို့အဝင်
မြို့အထွက်တွေမှာဂိတ်တွေမှာအဆောင်တွေမရှိဘူးလားနေကြားဂိတ်တွေမှာဥမာပဲမူဆယ်တော့လောမြမရီတော့လောနေရာတွေမှာလည်းဟိုဘက်နိုင်ငံနဲ့ဒီဘက်နိုင်ငံအခုမှအဆောင်တွေမရှိဘူးလားဟလာကစတန်နော်ကွန်ပစ္စည်းတွေကိုစစ်ဆေးတာ immigration လူဝင်လူတက်တွေကိုစစ်ဆေးတာပလိတ်တို့စစ်တို့လူစောသခိုးတွေကိုစစ်ဆေးတာသူတို့တွေစောင့်နေကြတယ်ဘယ်မှာစောင့်လဲဂိတ်ဟိုဘက်နဲ့ဒီဘက်နဲ့ဝင်တဲ့ဂိတ်မှာသူတို့တွေဘာလို့နေကြလဲစောင့်နေကြစောင့်နေတဲ့လူတွေကထွက်တဲ့လူတွေကိုလည်းပဲအဲ့ဒီဂိတ်ကနေထိုင်စစ်တယ်ဝင်လာတဲ့လူတွေကိုလည်းပဲဘာလို့လဲဂိတ်မှာပဲထိုင်စစ်တယ်ဒီလိုမဟုတ်လားတတိဆိုတာအဲ့ဒီလိုစစ်ရဘာမှနာသီပြန်ဆိုတာဂိတ်ပေါက်ကလေးပဲနာသီပြန်ဆိုတာဘာလဲနာတိကိတ်ကဆိုတာဂိတ်အဲ့ဒီမှာဘာဝင်ပြီးတော့ဘာထွက်လေးနော်ဝင်တယ်ထွက်တယ်အဲ့ဒီတော့တတိဆိုတဲ့ဂိတ်ဆောင်ကိုနာသီပြန်ကလေးမှာထားပြီးတော့ဝင်လာတဲ့လေကိုလည်းစစ်ဆေးမယ်ထွက်သွားတဲ့လေကိုလည်းစစ်ဆေးမယ်မကောင်းလားတတိမှာဝိဟရေယံတတိနဲ့နေမယ်ဝင်တဲ့လေကိုစစ်ဆေးလိုက်တော့မတွေ့လီဆိုလို့ရှိရင်တွန်းသွားတာတိုးသွားတာမတွေ့ဘူးလားရံကံမှာတွန်းသွားတဲ့တိုးသွားတဲ့ထဲမှာပူချင်းချင်းလေးလေးပဲနှာခေါင်းထဲဝင်သွားလိုက်မယ်တော့မဟုတ်နှာခေါင်းထဲကအပူငွေလေးလည်းပဲပါလာလိုက်မယ်တော်မဟုတ်လားပူရနဲ့အေးတာဟာအတူတူပဲအတက်အကျပြန်လာပြီဆိုလို့ရှိရင်ပူတယ်ပေါ့ဗျာကျသွားပြီဆိုလို့ရှိရင်ဘာဖြစ်လဲဒီဇောဓာတ်ဟာအဲ့ဒီနှစ်ခုအတက်နဲ့အကျတက်ရင်ဘာဖြစ်လဲပူတယ်ကျရင်ဘာဖြစ်လဲအေးတယ်ခုညပိုင်းကျတော့ဘာဖြစ်သွားအပူလေးကျသွားတယ်လို့ပြောတယ်နေပိုင်းကျတော့ဘာဖြစ်လဲဒီဇောဓာတ်တစ်မျိုးတည်းကိုနှစ်မျိုးပြောတယ်နော်အဲ့ဒါကြောင့်နာသီပြန်ကိုတတိနဲ့စောင့်ကြည့်လိုက်ရင်လည်းမတွေ့ပူတာလည်းတွေ့နိုင်တယ်အေးတာလည်းတွေ့နိုင်တယ်ယိုစီးကြတာတွေကမတွေ့နိုင်ဘူးလားတွန်းတာတိုးတာတွေကမတွေ့နိုင်ဘူးလားတိုးနေတယ်တွန်းနေတယ်ဒါတွေလည်းတွေ့ဟုတ်လားရံကကြတော့ကြိတ်ပိတ်ပြီးတော့ခဲနေတာတွေလည်းမတွေ့နိုင်ဘူးလားအေးအဲ့ဒါကြောင့်တတိမံဒိဋ္ဌောင်းနေတူတဲ့တတိတရားလက်ကင်ထားပြီးတော့ဝိရိယံဘုရားတပြည့်နေပါမယ်ဘုရားတတိကဘာနဲ့တူလဲဒိဋ္ဌောင်းနဲ့တူတယ်အရှင်ဘာဟိယမထေရရဲ့နော်လုပ်ငန်းစဉ်သူရဲ့အာမခံ6ချက်ခုဘုန်းကြီးတို့နံပါတ်6ရောက်နေပြီနော်တတိထန်တဲ့လူတွေကတတိရဲ့သဘောကိုမိမိရရလေးတစ်လုံးလေးယူသွားစိတ်ဆောင်တရားမတရားကိုယ်နန္ဒီပြန်ကနေစောင့်ကြည့်လိုက်တော့ရုပ်ကိုစောင့်ကြည့်လိုက်တာဘယ်နှမျိုးတွေ့ထွက်တဲ့လေဝင်တဲ့လေတွန်းလာတာတွေ့တယ်တွန်းတာတိုးတာတွေ့တယ်ပူတာအေးတာတွေ့တယ်ဖွဲ့စည်းတာယိုစီးတာတွေ့တယ်နှာခေါင်းပြမှာရိုင်းဆိုင်ဘုန်းကြီးတို့တောင်ဒီမှာနှာခေါင်းပြယိုစီးကြနှာရည်တွေကြတယ်နောက်ပါလိမ့်မယ်ရံကရကပိတ်ပြီးကြက်နေတာနှာပိတ်နေတာမရမတွေ့ဘူးလားဝင်တိုင်းထွက်တိုင်းဘယ်နှမျိုးတွေ့၄မျိုးပူတာနဲ့အေးတာဖွဲ့စည်းတာနဲ့ယိုစီးတာတွန်းတာနဲ့တိုးတာတင်းတာနဲ့ကြက်တာဘယ်နှမျိုးတွေ့၄မျိုးနော်ဝင်တဲ့လေတိုင်းမှာလည်းပဲဒီ၄မျိုးပါတယ်ထွက်တဲ့လေတိုင်းမှာလည်း၄မျိုးပါတယ်ဘာနဲ့စောင့်ကြည့်လို့သိတာတတိကစောင့်ကြည့်တယ်စိတ်ကသိသွားတတိကစောင့်ထားတယ်စိတ်ကသိသွားတတိနဲ့စိတ်နဲ့နော်အဲ့ဒီလိုအရှင်ဘာဟိယကမြတ်စွာဘုရားကိုလျှောက်တာလုပ်ငန်းပါတယ်သူလျှောက်တာချက်ကလုပ်ငန်းမပါဘူးလားဘုန်းကြီးတို့ထန်းတော်ကတရားပွင့်စာပင့်စာထဲမှာအဲ့ဒီလိုလုပ်ငန်းကိုမပါဧကောဝိဟရိယတယောက်ထဲနေမယ်ဥပကတဝိဟရိယစိတ်ဉာဏ်မှနေမယ်အပမတောမမိတ်မလျော့နေမယ်အာတာပိဝိဟရိယပြင်းထန်သောလုံလဝိရိယနဲ့နေမယ်ပြီးတော့နမငါတတိမံမဟုတ်ဘူးဗဟိတတောခန္ဓာတွေကိုစိတ်လွတ်တဲ့စိတ်ဓာတ်နဲ့နေမယ်စိတ်ကိုခန္ဓာထဲမှာပဲထားမယ်နံပါတ်6ကတတိမံစောင့်ကြည့်တဲ့စိတ်ဆောင်ဆိုတဲ့တတိနဲ့ပြီးတော့ကျေသုံးနေတိုင်းပါမယ်ဒီလိုမဟုတ်လားတတိမံစိတ်ဆောင်တရားဆိုတဲ့တတိနဲ့ပြီးတော့နေပါမယ်လို့ဘဂဝန္တဘောရှမသခင်ဘုရားရှင်ကိုရမြတ်ကိုဝါစာရွှေနတော်ကြောင့်လျောက်ထားရှာလေတည်းဘိဓမ္မကမနချေရောက်ပြီနံပါတ်6နံပါတ်9ကျတော့တမ္ပဇာနောဖတ်စမ်းဒီစလုံးကိုဘာလဲတ
သံပဇာနောအလုံးဖတ်သံရဲ့ပရဲ့ဇာနာဘာရဲ့သံဆိုတာကစနစ်တကျသံရဲ့အဓိပ္ပာယ်ကဘာပြောလဲစနစ်တကျပရဲ့အဓိပ္ပာယ်ကအသေးစိတ်ပကဘာပြောလဲစနစ်တကျအသေးစိတ်ဇာနာဆိုတာသိအောင်လုပ်တရားထုတ်တဲ့လူတစ်ယောက်အနေနဲ့နော်သံပဇာနာစနစ်တကျကလေးအသေးစိတ်သိအောင်လုပ်မကောင်းလားအရှင်ဘိုင်းကြီးကဒီလိုနေမှာသံပဇာနာစနစ်တကျသိစိတ်သိအောင်အလောက်လုပ်ပြီးတော့မှဝေရိယံဘုရားတပည့်နေပါမယ်ဘုရားဘုရားကဘုန်းကြီးနဲ့ပြောပြတယ်စနစ်တကျအသေးစိတ်ထဲလေဝင်လေးနဲ့နာသီပြထိဆိုတဲ့နေရာမှာစနစ်တကျအသေးစိတ်ကလေးဘယ်တစ်ချက်သိလိုက်လဲခုနကပူရာအေးရာတစ်ဖွဲ့စည်းတာရောစည်းတာနှစ်တောကန္တာနဲ့လှုပ်ရှားတာသုံးလေးကဘာလဲတဲမာနေတာဘယ်နှမျိုးလဲဝင်တိုင်း၄မျိုးထွက်တိုင်း၄မျိုးဒါကစနစ်တကျသိအောင်လုပ်ပြီးတော့နေမယ်ဘယ်သူနေမှာထန်တော့နေမှာလားမနေပါဘူးအဲ့ဒါကြောင့်ဆိုအဲ့ဒါဆိုဝင်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုဝင်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုဝင်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုဆိုတာသုံးကဝင်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုဝင်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုဝင်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုထွက်လေထင်ရှားရင်တော့ဒီတိုင်းမဟုတ်လားဆိုထွက်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုထွက်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုထွက်လေထင်ရှားရုပ်တရား၄ပါးကွယ်အောင်ရှုဗန္ဒီဘဂဝါဘုရားကြည်တော်မူသောမြတ်စွာဘုရားတန်တမတော်ရှင်ဘုရားဟောကြားမယ်အကျဉ်းချုပ်တရားကိုသုတ္တဝနာကြားပြီးတဲ့အခါမှာဘုရားမဟောရသေးဘူးနော်သူတရားတောင်းပဲရှိသေးတယ်မဟုတ်လားရှင်ဘိုင်းရရဲ့တရားတောင်းမှာအချက်အလက်အလုံးစုစုပေါင်း9ခုပါတာသတိပြုထားတရားကျင့်သုံးမဲ့ပုဂ္ဂိုလ်တိုင်းမှာမရှိမဖြစ်လိုအပ်တဲ့အရေးချင်း9ပါးဟာဒါပဲသဗ္ဗဇာနောတတိတရားလက်ကင်ထားပြီးတော့မှဝေဟရိယံနေပါမယ်ဗျာတတိဆိုရဲစိတ်ဆောင်တရားကိုလက်ကင်ထား၍ပြောရမှာဆောင်တရားစိတ်ကိုဆောင်ရှောက်တာတတိပဲနာရကသဗ္ဗဇာနောထွက်တိုင်းဝင်တိုင်းမှာဘယ်နှမျိုးပွဲထွက်လေထင်ရှားဘယ်နှပါဝင်လေထင်ရှားရုပ်တရားဘယ်နှပါအဲဒီလားသဗ္ဗဇာနောစတိတရားသိစိသိတတ်တဲ့ပညာကိုလက်ကင်ထားပြီးတော့မှဝေဟရိယံဘုရားတပည့်နေပါမယ်ဘုရားလို့ဘဂဝန္တဘုန်းတော်၆ပါးတကယ်သဗ္ဗညောဘုရားရှင်ကိုရောမြတ်ကဝါစာရွှေနရကြအောင်လျောက်ထားရှာလေတော့တည်းသံပဇာနာဒီစလုံးအလုံးပြန်ဖတ်သံပဇာနာသံဆိုတာကစနစ်တကျပဆိုတဲ့စလုံးကဘာပြောအသေးစိတ်ဇာနာကသိရဒါဖြင့်အဲဒီယုတ်တရားဝင်တိုင်းလေး၄ပါးထွက်တိုင်းလေး၄ပါးဝင်လေဒီကြယုတ်တရား၄ပါးထွက်လေဒီကြယုတ်တရား၄ပါးဒါကဘယ်သူသိနေတာလဲလို့မေးငါအားထုတ်လို့ငါသိနေတာဆိုရင်ဘုန်းကြီးတို့ပြိဿကြီးရုပ်ထဲမှာနံထဲမှာငါဝင်သွားရင်အဲ့ဒီတရားလမ်းစဉ်ကြီးကမဖြောင်းတော့ဘယ်သူသိနေတာလဲတန်နဲ့ပနဲ့ဇာနာနဲ့ကဘာပြောသိတာကစိတ်နောက်တစ်မျိုးပြောရင်ဝိညာဉ်လို့ပြောလို့ရတယ်သိတာကအဲ့ဒီထွက်တဲ့လေဝင်တဲ့လေနာသီးပြားမှာတွန်းတိုက်သွားနေတာကိုသိနေတဲ့စိတ်နဲ့နာသီးပြားနဲ့မိနေအောင်ထိန်းထားပေးတာဂိမ်းဆောင်လို့ထိန်းထားပေးတာဘယ်သူလဲတတိဟုတ်တယ်မလားအသိစိတ်စစ်ဆေးနေတာကဟိုဂိမ်းမှာအရာရှိတွေစစ်တွေရဲတွေပလိတ်တွေကစတန်တွေစစ်တယ်လို့စစ်ဆေးနေတာကဘယ်သူလဲပညာတတိရဲ့ဝိညာဉ်ရဲ့ပညာတတိကထိန်းထားတယ်
ဝိညာဉ်ကဘာလုပ်နေလဲသိတယ်ပညာကဘာလုပ်လဲစစ်စင်းနေဝရိယကဘာလုပ်နေတယ်လဲအားပေးနေဝိုင်းဝန်းပြီးတော့သူကထောက်ပံ့ပေးနေတရားဘယ်နှလုံးဖြစ်သွားလဲတတိဝိညာဉ်ပညာဝရိယအကယ်၍ထည့်ခြင်းထည့်လိုက်ဦးပေါ့နာသီပြန်ထိတဲ့နေရာလေးမှာစိတ်ကငြိမ်နေမယ်ဆိုလို့ရှိရင်ဒါကိုဘာခေါ်ခြင်းသေးလဲယောဂီတွေပြောမှာပေါ့ဒါသမာဓိငြိမ်နေရင်ဘာခေါ်လဲသမာဓိခေါ်အဲ့ဒီသမာဓိကိုအထောက်ပံ့ပေးနေတာကဝရိယထိန်းထားတာကစိတ်ကိုထိန်းထားတာကဘယ်သူလဲတတိအသေးစိတ်စစ်စင်းနေတာကဘယ်သူလဲပညာသိနေတာကဘယ်သူလဲအဲ့ဒီတရား၅လုံးအလုတ်လုံးနေတာကိုငါအလုတ်လုပ်တယ်လို့ဘုန်းကြီးတို့ပြိဿပြောလို့မဖြစ်ဘူးဝရိယတတိသမာဓိပညာဝိညာဉ်ဘယ်နှမျိုးလဲဝရိယရဲ့တတိရဲ့သမာဓိရဲ့ပညာရဲ့ဝိညာဉ်ဆိုတဲ့စိတ်ဘယ်နှမျိုးလဲအဲ့ဒါနန္တရားအဲ့ဒါဘာတရားအသိထင်ရှားနန္တရားဘယ်နှပါးကွဲသွား၅ပါးကွဲအောင်ရှုအသိထင်ရှားနန္တရား၅ပါးကွဲအောင်ရှုစွတ်အသိထင်ရှားနန္တရား၅ပါးကွဲအောင်ရှုအသိထင်ရှားနန္တရား၅ပါးကွယ်အောင်ရှုအသိထင်ရှားနန္တရား၅ပါးကွယ်အောင်ရှုတမ္ပဇာနာရဲ့အဓိပ္ပာယ်ဗာတိဘဂဝေဘုံတော်ကြီးတော်မူသောအိုမြတ်စွာဘုရားတန်ခိတ္တိနာချင်းကျုံအပြည့်ဓမ္မတရားတစ်ပတ်ကိုတည်သိကရုဏာရှိရှိဟောကြားတော်မူပါမြတ်စွာဘုရားတန်ခိတ္တဓမ္မဒေသနာတို့အချင်းကျုံတရားတစ်ပတ်ကိုသောတော်အနာကြပြီးတဲ့ကမ္မဟံဘုရားပြီးတော်သည်ဧကောတယောက်တည်းဝိရိယနေပါမယ်ဗျာဘုဘကတော့ဆင်းနေရရန်ကိုချင်းကပ်ပြီးတော့လည်းပဲဝိရိယနေပါမယ်ဗျာအဘမတောသင်္ကြပို့ချလိုက်တာတွေကိုမမိတ်မလျော့ဝိဟာရိယနေပါမယ်ဗျာဗဟိတတောခန္ဓာတွေကိုဆင်လွတ်ထားတဲ့စိတ်ဓာတ်ခန္ဓာအပြင်းမမထွက်စေပဲတဲ့ဝိရိယနေပါမယ်ဗျာအာဒာပိအောင်ခေါင်းကရောင်တော့ကမီးလောင်တဲ့ပုဂ္ဂိုလ်ကမီးငြိမ်းဖို့ရအရေးကြီးသလိုပဲအလွန်ပြင်းထန်တဲ့လုံလဝိရိယမျိုးကိုကင်ဆယ်ပြီးတော့မှဝိရိယနေပါမယ်ဗျာတတိမှာစိတ်ကိုဆောက်ရှောက်တဲ့တတိတရားလက်ကင်ထားပြီးတော့မှဝိရိယနေပါမယ်ဗျာတမ္ပဇာနောဝင်တိုင်းထွက်တဲ့လင်္ကာသိစေသိအောင်အားထုတ်ပြီးတော့မှဝိရိယနေပါမယ်ဗျာလို့ဘဂဝန္တဘုန်းတော်၆ပါးတကယ်သဗ္ဗညဘုရားရှင်ကိုရမြတ်ကိုအဝဆာရွှေနဲ့တော့ကြောင်းအောင်လျောက်ထားရှာလေတည်းအယေဘာဟိယရဲ့တရားတောင်းဘယ်လိုတရားတောင်းအပိုင်းနှစ်ပိုင်းပါတာအလိုသတိပြုထားတစ်ပိုင်းကတရားကိုတူတူချင်းချင်းဟောပါနှစ်အဲ့ဒီတရားချင်းကြောင့်နာပြီးရတပည့်တော်အရေးချင်း9ပါးအချက်လက်9မျိုးအင်္ဂါ9ပါးနဲ့တပည့်တော်ကျင့်သုံးနေပါမယ်ဒီလိုမဟုတ်လားအေးတရားထောင်လေးပဲရှိသေးတယ်ဘုရားကတရားကိုဟောကုန်မဟောရသေးဘူးဒီမှာကိုယ်နိုင်တို့ပြီရနေတဲ့ဘိုင်နောက်တစ်ခါမှလာဟောရင်မကောင်းပါနော်အဲ့တော့ဘလောက်ကောင်းတယ်လေအရှင်ဘာဟိယရဲ့အာမခံချက်နော်အဲ့ဒါတရားပွဲတောင်းတဲ့လူတွေဘက်ကဒီကနေ့နိုင်ငံတော်မှာဘယ်အရာကဘယ်သူတွေကဘယ်ဆိုတော့ထံမှာဗတရားပဲတောင်းဘာအာမခံချက်မှမပါဘူးဒီလိုဖြစ်နေရှင်ဘာကြီးအထောက်နှလုံးမူပြီးတော့ကိုယ့်ဘက်ကလည်းပဲလုတ်ဘက်ကလေးတွေပြပြီးတော့တောင်းကြပါလို့ဘုန်းကြီးတို့ကတော့ဒါပိတ္တရက်ဧကဥပကတဗမတအတာပိပဟိတတတတိမသံပဇာနာဝေရိယံအဲ့ဒါမြတ်စွာဘုရားကိုယ်တော်မြတ်ကသူ့ကိုစတင်ပြီးဟောလိုက်တိုးတိုးလေးဟောပါဆိုတဲ့အဲ့မြတ်စွာဘုရားကလည်းတိုးတိုးလေးပဲတစ်လုံးနဲ့ပဲဟောဒေနာဟိတံဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုဓမ္မေတုဘာယခြေတဘာယဒေနာဟိထို့သောဖြစ်ပါမူကားဝါဒေနာဟိထို့သောဖြစ်လေငါဘုရားတိုက်တွန်းမရစေတော့ဒီလိုဆိုရင်ငါဘုရားဒီလိုတိုက်တွန်းမယ်ကုသလေတုဓမ္မေတုကုသိုလ်တရားတို့တိုင်းပြောရင်ဗာတရားကုသိုလ်တရားတွေမှအာဓိမေဝအစကရေကိုကဝိသောဒေဟိတန်ရှင်းအောင်လုပ်ပါ
ဘာယခြေသာဘာယတေနာဤထိုသို့ဖြစ်ပါမကားဒီမေဝကုသလေသူတမေသူကုသိုလ်တရားစကလေးကတန်ရှင်းအောင်လို့တူလိုက်တဲ့တရားဒါပဲမြတ်စွာဘုရားပြောတာပဲအာဓိမေဝဝိသောတေဟိကုသလေသူတမေသူကုသိုလ်တရားစတဲ့ကတန်ရှင်းအောင်လို့ပရိသတ်ကြီးရမြတ်စွာဘုရားရဲ့တရားချင်းချုပ်ပါရလေကုသိုလ်တရားအစကလေးကတန်ရှင်းအောင်လုပ်ပါအာဓိမေဝဝိသောတေဟိကုသလေသူတမေသူကုသလေသူတမေသူကုသိုလ်တရားရုနဲ့အာဓိမေဝအစကိုသာလေဝိသောတေဟိတန်ရှင်းအောင်လုပ်ပါလို့ဘဂဝါဘုန်းတော်ချမ်းသာတဲ့ဘုရားရှင်ကိုရောမြတ်ကအတ္တမန္တမာဟိအရှင်ပါဟိယမလေကောဝါစာကရုဏာရှိထာမေတ္တာအဖြစ်အမိန့်ချတော်မူခဲ့ပါပေတည်းကုသိုလ်တရားအစတဲ့ကိုကတန်ရှင်းပါစေဒီလိုမဟုတ်လားကုသိုလ်ပဲအစအဲ့ဒါပြဿနာအဲ့တော့ဘုန်းကြီးတို့အထက်ကနော်ဘောစာတိကုသလနံဓမ္မနံကုသိုလ်တရားဆိုတာဘယ်ကစတယ်လဲမေးပြီးတော့ဖြေထားသေလင်္စသုဝိသုဒ္ဓံအဟောတိဒိဋ္ဌိစဥစုကဒီနှစ်ချက်ကုသိုလ်တရားဘယ်ကစတယ်လဲဆိုရင်သေလင်္စသုဝိသုဒ္ဓံဟောတိသီလတန်ရှင်းရဲ့ကုသိုလ်တွေစလို့ရပြီကုသိုလ်တရားဘယ်ကစသီလတန်ရှင်းတာကစတယ်ဘယ်ကစတယ်ဥပမေဒါနလုပ်ပဲလူလုံးပဲအာသံဃာတော်ရှင်မြတ်တွေကိုဆွမ်းကပ်မလို့တဲ့နော်အာဘုန်းကြီးတို့ပြိဿကကျင့်သားလေးပါမယ်ဝေသားလေးပါမယ်အဲ့ဒီကျင့်တဲ့ဝဲကကိုရိသတ်ထာလားသူများတတ်တာကိုဝဲတာလားကိုရိသတ်ပြီးတော့သာလုံးပဲဆိုရင်ဒီကုသိုလ်တန်ရှင်းသေးလားနားလည်းလွယ်အောင်ပြောပြတာနော်အဲ့ဒီပိဿံကတရားရခိုးလာတဲ့ပိဿံလားခိုးလာတဲ့ပိဿံနဲ့လှူလို့ရင်ဒီလှူတန်ရှင်းသေးလားသီလနော်သိရေးကြည့်တယ်ဒါနကောင်းမှုပြုတဲ့နေရာမှာကိုကပရိသတ်ရဲ့သီလတန်ရှင်းမှာဒီဒါနဘာဖြစ်လဲတန်ရှင်းတယ်ဒီလိုမဟုတ်လားအေးဘာသာနေကုသလနာဓမ္မနာကုသလနာဓမ္မနာကုသိုလ်တရားတို့ရဲ့အာဓိကစဒီကကောဘေဝနိသီလင်္စသဝိသုဒ္ဓံဟောတိသီလလည်းတန်ရှင်းကြပါစေပါဏာတိပါဒနဲ့အာရိဏဒါနနဲ့မုသာဝါဒနဲ့အဲ့ဒီသီလတွေပြည့်ပြီးတော့အချင်းတွေပြည့်ပြီးတော့ရလာတဲ့ပစ္စည်းတွေနဲ့လှူနေအဲ့ဒီလှူဒါနဟာတန်ရှင်းမှုမဖြစ်ဘူး။နောက်တစ်ခုကသီလမပြည့်စုံဘဲနဲ့တရားအထုတ်ကြည့်ပြိဿရဲ့သမာဓိမတက်ဘူး။သီလမပြည့်စုံဘဲနဲ့တရားအထုတ်ကြည့်ရဲ့သမာဓိလည်းမတက်ဘူး။တပြည့်ပြည့်စိတ်ကကြီးပြီးတော့ရှင်းလာတဲ့အချိန်မှာကိုယ်သီလပြည့်ထားတာတွေကိုပြန်အမှတ်ရနေတတ်တယ်။ဘုန်းကြီးပြောတာနားလည်လား။စိတ်ဓာတ်တွေကြီးပြီးတော့တပြည့်ပြည့်ရှင်းပြီးတော့ပေါ်ရောက်လာရင်ဘာဖြစ်တာနောက်ကျောင်းပြန်အမှတ်ရရင်ကြက်ပြက်တာတွေတွေးမိရင်ဘာဖြစ်ကုန်လဲသမာဓိတွေပြက်ကုန်ပါဠိလိုပြောရင်အဲ့ဒါကိုကုတ်ကုတ်စခေါ်တယ်ဘာခေါ်လဲပိဿာနုတ္တပလက္ခဏံကုတ်ကုတ်စံနောက်ကျောင်းကိုပြန်တွေးစိတ်မအေးတာမျိုးကိုကုတ်ကုတ်စခေါ်မယ်နားလည်အောင်မှတ်တာနောက်ကျောင်းတွေကိုပြန်တွေးစိတ်မအေးရင်မှာခေါ်မယ်ကုတ်ကုတ်စသီလပြည့်တဲ့ပုဂ္ဂိုလ်တွေမှာကုတ်ကုတ်စဖြစ်ရင်သမာဓိမရဘူးတဲ့အဲဒါကြောင့်သီလင်္စသုဝိသုဒ္ဓံဟောသည်သီလတန်ရှင်းမှဘာဖြစ်လဲဒါနလည်းတန်ရှင်းတယ်သီလကပြည့်စုံမှသီလတန်ရှင်းမှဘာဖြစ်လဲသမာဓိထူထောင်လို့လဲလွယ်တဲ့သမာဓိထူထောင်လို့ရမှဘာဖြစ်လဲဥပဒနာဉာဏ်တက်အဲဒါကြောင့်သီလင်္စသုဝိသုဒ္ဓံဟောသည်သီလလည်းတန်ရှင်းပါစေနောက်နံပါတ်1ကဘာပြောလဲဒိဋ္ဌိစံဥစုကံအယူလည်းဖြောက်ရမယ်ဒုတိယကဘာဖြစ်လဲအယူလည်းဖြောက်ရတချို့ကတရားသာအထုတ်နေတာနော်ပြပကနိုင်ငံခြားကပုဂ္ဂိုလ်တွေတို့တက်ပြီမှလည်းတရားအထုတ်ကြတယ်ဗမာပြည်လည်းလာအထုတ်ကြတယ်အဲ့ဒီတရားအထုတ်တဲ့လူတချို့ကိုဘုန်းကြီးတို့ကတရားစစ်တဲ့ခါကျတော့ဆွေးနွေးကြည့်ဘဝတန်တရာရှိတယ်ငရဲတို့နတ်ပြည်တို့နိဗ္ဗာန်တို့မင်းတို့အဲ့ဒါယုံရင်လားဆိုတော့မယုံပဲနဲ့တရားအထုတ်အဲ့ဒါဘာဖြစ်လို့အထုတ်တာလဲလို့မင်းဤဘဝစိတ်ချမ်းသာရင်တော်ပြီတဲ့နောက်ဘဝသူတို့မမျှော်ဘူးတဲ့တန်တရာမယုံပဲနဲ့တရားထုတ်တဲ့လူတွေအများကြီးပဲကံနဲ့ကံကြီးကျိုးကိုမယုံပဲနဲ့အထုတ်တဲ့လူတွေအများကြီးပဲအဲ့ဒါကမ္မတက္ကတာသမ္မာဒိဋ္ဌိမရှိဘဲနဲ့ဒါနကောင်းမှုပြုရင်အဲ့ဒီဒါနလည်းထက်မြက်သောဒါနမျိုးမဖြစ်နိုင်
ကံကိုယုံကြည်တဲ့စေတမရှိဘဲနဲ့တရားကျင့်ရင်အဲ့ဒီပုဂ္ဂိုလ်မျိုးနိဗ္ဗာန်တကားပုဂ္ဂိုလ်မကောင်းနိုင်အဲ့ဒါကြောင့်အလုံးမှတာကုသိုလ်တရားတွေကစလဲမေးလို့ရှိရင်ဒီသီလတန်ရှင်းမှုသည်ကုသိုလ်အလုံးရဲ့အစနှစ်ကတော့အယူဖြောင့်မှတ်ခြင်းသည်ကုသိုလ်အလုံးဤအစဘယ်နှချက်လဲတစ်ကပါပါလဲဗျာသီလတန်ရှင်းရမယ်နှစ်ကပါတယ်လဲကံနဲ့ကံကျိုးကိုယုံကြည်ရမယ်ဟုတ်လားအဲ့ဒါကြောင့်ဘာယချင်းသာဘာယဘောဓလေသုတ္တမေတေကုသိုလ်တရားတို့နာရိမေဝသကိုသာလည်းဝိသောတေဟိသံရှင်အောင်လုပ်တော်ကောသာတိဗန္တေကုသလနန္တမနံအာတိကောသာတိဗန္တေကုသလနန္တမနံဗန္တေဘဂဗုဒ္ဓကြီးတော်မူသောမြတ်စွာဘုရားကုသလနန္တမနံကုသိုလ်တရားတို့ရဲ့အာတိအစတိကကောဘေဘာနီလို့မေးတော့မြတ်စွာဘုရားကဖြေတယ်သီလင်္စာသဝိသုဒ္ဓဟောတဲ့သီလတန်ရှင်းရင်ကုသိုလ်အလုံးစလို့ရပြီပရိသတ်ရဲ့သီလတန်ရှင်းရင်ကုသိုလ်အလုံးဘာလို့ရပြီစလို့ရပြီဒါနရောသီလဒါနရောသမထရောဝိပဿနာရောကိုယ်လုံးမပြတ်သွားပြီလဲလမ်းဖြောင်းပါဒါမျိုးနောက်တစ်ခုကကံနဲ့ကံကြီးကျိုးကိုမယုံသေးရင်ကုသိုလ်ကတကယ်စလို့မရသေးဘူးဘာနဲ့ဘာကိုယုံဖို့လို့လဲကံနဲ့ကံကြီးအကျိုးမျောစိတ်လေးတစ်ခုရှိနေပေမဲ့မြေကြီးမရရင်ဘာဖြစ်လဲအပင်မပေါက်မျောနဲ့မြေရှိပေမဲ့ရေမလောင်းရင်ဘာဖြစ်လဲအပင်မပေါက်မျိုးမြေကြီးအကြောင်းသုံးမှရှုပ်ရင်ဘာဖြစ်လဲအပင်တစ်ပင်ပေါက်တော့တရားတတ္တဝါတောင်းရဲ့ဘဝကိုတိဆောက်တဲ့နေရာမှာကံရဲ့ဉာဏ်ရဲ့ဝရိယဒီသုံးခုရှုပ်မှဘဝဘာဖြစ်လဲလှပဒီလိုမဟုတ်လားအဲ့ဒီလိုကမ္မတက္ကတာသမာဓိဋ္ဌိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေသီလပြည့်နေတဲ့ပုဂ္ဂိုလ်တွေကဘယ်ကုသိုလ်ကိုမှစလို့မရဘူးစကြင်လဲစအဲ့ဒီကုသိုလ်ဟာမလိတ္တကြီးညစ်နေပါအဲ့တော့ဘာကြီးရမလေးကိုမြတ်စွာဘုရားကတရားထုတ်တဲ့နီးကိုမဟောပဲနဲ့ကုသိုလ်တရားစတဲ့ကမင်းသန်ရှင်းအောင်လုပ်တာဒါပဲပြောလိုက်သူကိုယ်တိုင်ကသိပြီးနေပြီလေတရားထုတ်မယ်ဆိုရင်အရေးချင်းဘယ်နှပါလို့လဲဘယ်နှပါလို့လဲဘုန်းကြီးတို့စောစောပြောထားတယ်တစ်တယောက်တည်းလည်းနေနေရမယ်နှစ်စိတ်ရင်တဲ့အရာလည်းနေနေရမယ်သုံးမမိတ်မလျောက်လည်းနေနေရမယ်သင်္ချာပို့ချလိုက်တဲ့ညွန်ချချက်တွေကိုမမေ့နဲ့ဘုန်းကြီးကနည်းနည်းလေးညွန်ချချက်ပေးတယ်လေကျင့်ဒီကြံဒီအထုံနည်းကိုဟုတ်လားအလုပ်ပေးတရားဝင်လေထင်ရှားဗာတရားရုပ်တရားဘယ်နှပါးကွဲအောင်ကြည့်၄ပါးကွဲအောင်ကြည့်ထွက်လေထင်ရှားရုပ်တရားဘယ်နှပါးကွဲ၄ပါးကွဲအောင်ကြည့်အသိထင်ရှားနန္တရားဘယ်နှပါးအဲ့ဒါကိုအပမတ္တောမမိတ်လိနဲ့အထုံးမဲ့ပုဂ္ဂိုလ်ကဒီလိုသင်္ချညွန်ကြားချက်တွေကိုမိတ်ပြလို့မရဧကောတယောက်တည်းဥပကတော်စိတ်ဉာဏ်ချင်းကအပမတ္တောမမိတ်မလျော့အတ္တပိပုဂ္ဂိုလ်ရောတော့မလောက်ချနဲ့ပြင်းပြထန်ထန်လောက်ချပဟိတတော်စိတ်တွေကိုပေထဲလွတ်ထားခန္ဓာရဲ့လွတ်ထားတတိမံစိတ်ကိုစောင့်ရှောက်နိုင်တဲ့တတိကိုလည်းကောင်းကောင်းကြီးထူထောင်ထားစိတ်ကိုဗာနဲ့ဆောင်တတိနဲ့စောင့်ထားသဗ္ဗဇာနောအသိစိတ်သိတတ်တဲ့ပညာလည်းရှိမယ်ဆိုရင်ဟုတ်လားအင်္ဂါဘယ်နှချက်လဲအဲ့ဒါဘာကြီးကိုယ်တိုင်ကပြောသွားတာချက်9ပါးမြတ်စွာဘုရားပြောလိုက်တာကတော့2ချက်သေးပဲကုသိုလ်တရားစရဲကတန်ရှင်းမလေကုသိုလ်တွေကစလေမြတ်စွာဘုရားပြေတော့ဗါလဲလေ1သီလတန်ရှင်းရင်ကုသိုလ်စတိုင်းပြီး2ကံနဲ့ကံကြီးကျိုးကိုယုံရင်အလုံးစတင်တဲ့ကုသိုလ်တွေအကုန်လုံးမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီဒီလိုမဟုတ်လားအာရိမေဝဝိသတေကုသလေသုတမေတကုသိုလ်တရားတွေစတဲ့ကတန်ရှင်းပါစေဩစာရိကုသလံဓမ္မတံကုသလောတရားဘေကစတယ်သီလင်္စာသုသုတံဟောသီလတန်ရှင်းရင်ကုသိုလ်စပြီဒိဋ္ဌိသံဥစုကာကံနဲ့ကံရဲ့ကျိုးကိုယုံကြည်တဲ့သမ္မာဒိဋ္ဌိရှိရင်ကုသိုလ်လည်းစနိုင်ပြီလို့တဏ္ဍာနလို့ဆိုရမြတ်စွာဘုရားကိုယ်တော်မြတ်ကအသမတံပါဠိယရှင်ပါဠိယမတေကောဝေါစာကရုဏာရှိထာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပဲသတည်းအရှင်ပါဠိယဘက်ကအမက9ချက်ရှိတယ်ဒါအလုံးရှင်းလင်းသွားမြတ်စွာဘုရားရဲ့ကုသိုလ်ကိုစတင်ပုံကတော့မိန့်ကြားတာတစ်ချက်ပဲမိန့်တယ်1ဘာလုပ်ရမလဲသီလတန်ရှင်းရသီလတန်ရှင်းရင်ဒါနတောင်ပရိသတ်ရဲ့စလို့ကောင်းခေါ်ဝဲလူရတဲ့ပစ္စည်းတွေနဲ့မူသာဝါဒပစ္စည်းတွေနဲ့ဘာနာတိပါဒတွေနဲ့နော်အဲ့ဒါတွေနဲ့လှူလို့ရှိရင်ဒီဒါနတန်တန်ရှင်းရှင်းဖြစ်ပါမလား
နော်ဒါတကောင်းမှုတောင်မှသီလမပြည့်စုံရင်မတန့်ရှင်းသမာဓိကောင်းမှုကသီလပြည့်နေရင်ဘာဖြစ်လဲကုက္ကုဆဖြစ်တတ်တယ်ဒီလိုမဟုတ်လားကုက္ကုဆဆိုတာဘာလဲပိစ္ဆာနုတ္တပလက္ခဏံကိုယ်ဘဝနောက်ကျောင်းကိုပြန်တွေ့စိတ်မအေးပဲဖြစ်နေတာဒါကုက္ကုဆနော်အဲ့ဒီသီလလည်းတန်ရှင်းပြီးကံနဲ့ကံရင်ကျိုးလည်းယုံကြည်ပြီးမြတ်စွာဘုရားဒီတစ်ချက်ပဲပေးလိုက်ဒါကထောခံအာသမဘာယယောရှင်ဘာဟိယမတေတိဘဂဝတ္တမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဗာတိတာမိန်ကြားတဲ့အချက်နှစ်ခုကိုပြီးနန္တိတော်နှစ်သက်တော်မူ၍ဘုရားမိန်ကြားတာဘယ်နှချက်လဲကုသိုလ်ရဲ့အစတန်ရှင်းပါစေတဲ့သီလတန်ရှင်းရင်ကုသိုလ်တွေစကြတဲ့ကောကောင်းလာပြီနှစ်ကံနဲ့ကံဤကျိုးကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကုသိုလ်စလို့ရပြီအဲ့ဒီအချက်နှစ်ချက်ကိုအဘိနန္ဒိတော်လုံးလုံးနှစ်သက်တော်မူသောကြောင့်ဧကောတယောက်ထီသည်ဥပကတော်စိဉ္ရအရာကိုချင်းကပ်လျက်အပမတော်မမိတ်မလျော့အာတာပိပြင်းထန်သောလုံလဝရိယရှိသည်ဖြစ်၍ဗဟိတတော်စိတ်ကိုခန္ဓာရေထေတခန္ဓာအပြင်ဘက်ကိုမထွက်စေပဲတတိမစိတ်ကိုကောင်းကောင်းကြီးတတိနဲ့ဆောင်းရှောက်ပြီးတော့မှတမ္ပဇာနောဝင်တိုင်းထွက်တိုင်းမှသိစေသိတတ်တဲ့ပညာတရားလက်ကင်ထားလျက်ဝေရံတော်ပွားများကျိုးကိုအထုတ်တော်မူတဲ့အခါမှာနာစီရိနေပါမကြမြင့်တဲ့ကာလအတွင်းမှာပဲအာသမဘာယယောရှင်ဘာဟိယမတေတိသလပညာဟိသပင်ကြီးတရား6ပါးတို့နှင့်၎င်းသတုပရိသမီရာဟိသပရိသမီရာပြညာ4ပါးတို့နှင့်၎င်းသဟအတုတကအရဟတံအသဝကိဉ္တယဟန္တာသူမြအဖြစ်သောနံပါပုဏီကောင်းစွာမသွေဆက်ရောက်တော်မူခဲ့ပါပဲတည်းသူအာမခန္ဓာတဲ့အချက်9ချက်နဲ့ပြည့်စုံစွာသူအထုတ်တာတဲ့မကြခင်မှာဘိညာ6ပါးသမဘာ8ပါးပရိသမီဒညာ4ပါးနဲ့တကွာအသဝကင်းလို့အရှင်ဘာဟိယယဟန္တာဖြစ်ပါတယ်ဤမှာဘာဟိယသုတ်တံပြီးပါအဲ့တော့အလသောသူတော်ကောင်းတို့တွေဘာရလိုက်တယ်ဆိုတော့အပိုင်း2ပိုင်းတပည့်ကတရားထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေမှာရေရှင်းဘယ်နှပါးလုံလဲ9ပါး1ဘယ်လိုနေရတယောက်တည်းနေနေရမယ်တယောက်တွဲအားထုတ်လို့မရဘူးနှစ်ဘယ်နေရာနေရစိတ်ရင်ရအရာမှာပြောပါရ3သင်္ကြန်ပို့ချလိုက်တဲ့ဆရာသမားညွှန်ကြားလိုက်တဲ့လမ်းညွှန်ချက်တွေ guideline တွေကိုမမေ့ပြစ်နဲ့နော်မေ့ပြစ်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့လာဘရောက်ပုံလေးနည်းနည်းလေးဘုန်းကြီးတို့ကသာရကလေးပြောပြခြင်းအလွန်ထုံထိုင်းဖြစ်အားတဲ့ပုဂ္ဂိုလ်တယောက်တရားပြဆရာတော်ကြီးတန်တရားတောင်းဘုရားနေရာသားကျမ်းပါလားတရားတော်ဆရာကြီးကဟေ့မင်းဥဒယဘယရှုပြောဘာရှုဖတ်စမ်းဥဒယဘယပြန်ပါဘယမှာဗဒချိုင်းနဲ့ဖတ်ရမယ်ဘာကုန်းနဲ့မဖတ်နော်ဥဒယဘယဟာဥဒယဝယပဲဗဒချိုင်းနဲ့ဝနေကအပြောင်းလဲရှိဥဒယကဖြစ်တာဝယကပြစ်တာအဲ့ဒါကိုစာပေသဘောအရာရေးတဲ့အခါကျတော့ဝကိုဗဒချိုင်းပြောင်းဝဗဒချိုင်းကဝပြောင်းဥဒယဘယဟုတ်လားမင်းဥဒယဘယရှုရှားပေးလိုက်တယ်ယောဂီတပည့်ကဉာဏ်ကသိပ်ဖြင်းအဲ့ဒါလေးကိုရေးပြီးတော့မှတ်သွားတယ်ဥဒယဘယချင်းကြီးရအရာချလဲချက်ကပ်ပါတယ်တယောက်တည်းလဲအထုတ်ပါတယ်တောက်တဲ့သွားစိတ်ဆန်းလေးကောင်းကောင်းနဲ့ရေကန်လေးတစ်ခုရဲ့ကံပေါင်းရိုးမှာတိုင်းပြီးတော့သူတရားနှလုံးကျင့်သုံးတယ်ငါဆရာကဘာသင်ပေးလိုက်ပါလိမ့်မလဲပြန်စဉ်းစားတယ်မနေ့စဉ်းစားယူရတယ်ခဏခဏမေ့မမေ့မလျောဆိုပေမဲ့ဒါပေမဲ့မေ့ငါဆရာဘာသင်ပေးလိုက်ပါလိမ့်မလဲပြန်စဉ်းစားတော့ဥဒယဘယအဲ့ဒါကိုသင်ပေါင်းလေးမှာရေးဥဒယဘယရှင်းတမှာထောင်ထားကမ္မယောထိုင်ရေးပဲမျက်နှာလှည့်ပြီးသူကထိုင်အတုဖြစ်ပြဥဒယဘယဖြစ်ပြဥဒယဘယမိုးကရွာလာသင်ပေါင်းမှာရေးထားတယ်မြေပြူနဲ့ရေးထားတယ်စာပြက်သွားတယ်မိုးရွာလို့ဘလက်တိတ်ရအဲ့ဒါပြန်ရေးတော့ဥဒယဘယမိတ်သွားပြီးတော့မှားရေးတာ
ဥဒယမှာရပ်ပလက်ကိုမှောက်ခုံရေးလိုက်ကံကြီးဖြစ်သွားဟုတ်တယ်မလားပက်လက်ရေးထားတဲ့ရပ်ပလက်ကိုမှောက်လိုက်ရင်ဘာဖြစ်ဘယရောဘာဖြစ်ရပ်ပလက်ပေါက်ခုံရေးလိုက်ပက်လက်ရေးထားတဲ့ဘယကမှောက်ခုံလည်းရေးလိုက်ရင်ဘကဖြစ်မသွားဘူးလားပက်လက်ရေးထားတဲ့ဒီကရပ်ပလက်ကိုမှောက်ခုံရေးလိုက်တော့ဥဒကဘကဥဒယဘယကလည်းဘာဖြစ်စာမတတ်တဲ့တပည့်နော်ပက်လက်ရေးရမယ့်စလုံးတွေကိုဘယ်လိုရေးပြထားမှောက်ခုံရေးပြဥဒယဘယကဘာဖြစ်လဲဥဒကဘကဒီလိုဖြစ်သွားတယ်မဟုတ်လားစာမပါဘူးလို့မပြောနဲ့နော်တရားထုတ်တာစာမလို့ဘူးလို့မပြောခုရပ်ပလက်ကဘာဖြစ်ပြီလဲကာကြီးဖြစ်တော့ဥဒကဟိုဘက်ကလည်းဘာဖြစ်ဘယကလည်းဘကဥဒယကဥဒကလည်းဖြစ်လေသွားရင်ရေမနေဘူးလားဘကကဘာလဲဗျိုင်းဖြစ်ပြကမ္မထံကနေပြီးတော့ရေဗျိုင်းကမ္မထံဖြစ်သွားပက်လက်ရေးရမယ်စလုံးနှလုံးကိုမှောက်ခုံမှောက်ရေးမိတာနော်တရားထုတ်တဲ့တရားစခန်းတွေမှာယောဂီတချို့ရောကမ္မဋ္ဌာန်းပြတဲ့ဘုန်းကြီးတချို့ရောနော်စာတတ်ဖို့မလိုဘူးတချို့ပြောတာမပြောကြမပြောကောင်းဘုရားလည်းတဲ့ကယဟန္တာကြီးတွေဘယ်စာမှမသိမင်းနဲ့အထုတ်သွားတာလို့ပြောတဲ့ဘုန်းကြီးတွေလည်းရှိတယ်မပြောနဲ့ဥဒယဘယဒီခုဘာဖြစ်ပြီလဲအရေးမှားတော့ဥဒကဘကဖြစ်ပြကမ္မဋ္ဌာန်းရှုနေတဲ့ယောဂီကဘာကမ္မဋ္ဌာန်းကြီးဖြစ်သွားတန်ပေါင်ရိုးထိုင်နေတော့ကံထဲမှာဗျိုင်းကလည်းငါးချောင်းနေတယ်ဆိုတော့အဆင်မပြေဘူးလားကံထဲကြည့်ပြီးတော့ဥဒကဘကရေဗျိုင်းထိုင်ရှုတော့ဘာဖြစ်သေးလဲဘာဖြစ်သေးလဲဘာမှမဖြစ်ဘူးနော်အဲ့ဒါကြောင့်ပိဋကသုံးပုံမပါဘဲနဲ့တရားနှလုံးကျင့်သုံးခြင်းဟာလမ်းကြောင်းမှန်ကိုမရောက်နိုင်အာဒီမေဝဝိသောတေဟိကုသလေသူဓမေသူလောကနဲ့စရတဲ့ကသရှင်းဖို့လိုတယ်ဒီလိုမဟုတ်လားအဲ့ဒါကြောင့်ဧကောဝိဟရိယံတယောက်တည်းလေးနေနေရမယ်ဥပကတဝိဟရိယံစိတ်ဉာဏ်မှလည်းနေနေရမယ်နောက်တစ်လုံးကပါတယ်လေအပမတ္တောမမေ့မလျောပြောဟိရပ်ပလက်ကိုကာကြီးလုံးမပြည့်နဲ့နော်ရပ်ပလက်ကိုကာကြီးလို့တော့ဘာကမ္မဋ္ဌာန်းဖြစ်လဲဖြစ်ပြကမ္မဋ္ဌာန်းကဘာကမ္မဋ္ဌာန်းဖြစ်လဲရေပြိုင်းကမ္မဋ္ဌာန်းဖြစ်တယ်မေ့လျော့တဲ့ဖြစ်နော်အပမတ္တောမမေ့မလျောအာတာဘီလုံးလာဝရိယပြင်းပြင်းထန်ထန်ကောင်းကောင်းပြီးဆွဲတဲ့ပုဂ္ဂိုလ်ကကောင်းကမိကိုငြိမ့်တယ်လို့ပဲမဟိတတာစိတ်ကိုခန္ဓာအပြင်ပဲလည်းမထွက်ကြစေနဲ့တတိမှာစိတ်ကိုလည်းစောင့်ရှောက်နိုင်ကြပါစေတမ္ပသနောခန္ဓာရဲ့ဉာဏ်ဆိုင်ပြီးတော့အသေးစိတ်သိတတ်တဲ့ပညာလည်းရှိကြမယ်ဆိုရင်လေဝိဟရိယံဒီဘုရားသာသနာမှာချမ်းချမ်းသာသာနေနိုင်ကြလိမ့်မယ်လို့တတ္တနတ်လူတော်ဆရာမြတ်စွာဘုရားသည်ဘဝသံဃရတရှိရှုဟောပြတော်မူခဲ့ပါပေတည်းအရှင်ဘာကြီးအတောင်းမှန်သောသံခိတ္တဒေသနာတရားချင်းချုပ်ဒီမှာပြီးပါဘာပြောတဲ့အချိန်ကစပြီးတော့ကိုပြီးဆုံးတဲ့အချိန်ကြီးဘုန်းကြီးတို့တနာရီတီးပြီပဲနော်သက်83နှစ်ဘုန်းကြီးတော်ပြီဒီလောက်ခေါ်ရင်ကဲအားလုံးအပြဝေပြီးတော့ခန္ဓာပြီးဆုံးကြရအောင်ဘုန်းကြီးတို့တန်ပြီးတာလည်းဆိုရဣဓမ္မေပေါဉ္ဉံဘောရိညာဏတပိစယဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်သစ္စာလေးတန်တရားမှန်ကိုပိုင်ခြားထင်ထင်သိမြင်နိုင်ကြကောင်းမြတ်သောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကိုဘဝများစွာတန်တရာမယနေ့ကြအောင်ဆွေမျိုးမိဘတော်ဆက်ကြကုန်သောဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားကြားသိပါစေအမြဝေဤထံတော်ရွာဤဘဝံချင်းရှိမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါပေါင်းတို့အားကြားကြပါစေရကြပါစေအမြဝေဤကြားကြသမျှကုသိုလ်ဝေစုအယယူ၍
အမြယူ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြအမြအမြယူရမူကြပါကုန်လားကုသိုလ်အမြအမြအမြယူရမူကြပါကုန်လားကုသိုလ်အမြအမြအမြယူရမူကြပါကုန်လား